Look at the golden sunlight dancing on the water. The lotuses are blooming so beautifully. မိထီလာပြည်ရဲ့တာယာတဲ့မနက်ခင်းတစ်ခုမှာမိခင်တဦးဟာသူမရဲ့ရင်သွေးငယ်လေးကိုရေကန်နားမှာခဏတာတိတ်ထားပြီးမျက်နှာတစ်နေခဲ့ပါတယ် Rest here while I watch. ဒါကိုချောင်းကြည့်နေတဲ့ဘလူးမဟာမျိုးသမီးအောင်ဆောင်ပြီးကလေးငယ်ကိုခိုးယူဖို့ကြိုးစားပါတော့တယ်မိခင်ရင်ကတီးသွားတဲ့အခါမှာတော့ကလေးကိုအပိုင်စီးဖို့နှစ်ဦးသားအပြင်းထန်ညှင်းခုန်ကြပါပြီ My baby! Stay back! Give her never! ဘသူကမိခင်အရင်လဲဆိုတာဘသူမှမခွဲခြားနိုင်တဲ့အချိန်ခုနှစ်နှစ်သားအရွယ်ပညာရှိလောင်းလျာမဟောတရားရောက်ရှိလာပြီးဒီအမှုကိုလက်ခံလိုက်ပါတယ်မဟောတရားဟာမြေကြီးပေါ်မှာမြင်းတစ်ကြောင်ဆွဲပြီးကလေးကိုအလဲမှာထားလိုက်ပါတယ်မင်းတို့နှစ်ယောက်လုံးကလေးကိုကိုစီဆွဲကြအနိုင်ရတဲ့သူကမိခင်အရင်ပဲလို့အမိန့်ပေးလိုက်ပါတယ်နှစ်ဦးသားအားပြိုင်ပြီးဆွဲကြတဲ့အခါကလေးငယ်ဟာနာကျင်လွန်းလို့အော်ဟစ်ငိုယိုလာပါတော့တယ်ဒီငိုတန်ဟာပတ်ဝန်းကျင်တစ်ခုလုံးကိုတိတ်ဆိတ်သွားစေခဲ့ပါတယ်မိခင်အရင်ဟာသူမရဲ့ရင်သွေးလေးနာကျင်နေတာကိုမကြည့်ရတော့ပါဘူးကလေးကိုအရှုံးပေးလိုက်ရပါစေတော့ဆိုတဲ့စိတ်နဲ့မျက်ရည်တွေကြားကနေကလေးရဲ့လက်ကိုလှုပ်ပေးလိုက်ပါတော့တယ်ဒီအခါမှာတော့မဟောတရားကမိခင်ရင်ဆိုတာမိမိရင်သွေးနာကျင်တာကိုဘယ်တော့မှမကြည့်ရဘူးပါလို့ဆိုပါအမှန်တရားကိုဖော်ထုတ်ပေးခဲ့ပါတယ်ဘီလူမရဲ့လိမ်ညာမှုဟာလည်းအားလုံးရဲ့ရှိမှပေါ်ထွက်သွားခဲ့ပါပြီ Your eyes do not blink and your heart is cold. You are not human. မေတ္တာတရားကိုအခြေခံပြီးဉာဏ်ပညာနဲ့အမှန်တရားကိုရှာဖွေပေးခဲ့တဲ့မဟောတရားရဲ့ပထမဆုံးအမှုစီရင်ခံပဲဖြစ်ပါတော့တယ်